တစ်နေ့လုံးအတွေးတွေနဲ့ပင်ပန်းနေလားညအဲ့ရဝင်တဲ့အချိန်မှတောင်အတွေးတွေကိုမရနိုင်သေးဘူးဖြစ်နေလားဒီဗီဒီယိုလေးမှာတော့ overthinking ကိုရှော့ချနိုင်တဲ့လောက်ရတာလွယ်ကူတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးထားပါမယ်ရှင်အရမ်းမခက်ပဲဘယ်သူမဆိုလိုက်လုပ်လို့ရနိုင်တဲ့ breathing exercise နဲ့ mind reset အကြောင်းကိုပြပြပေးထားပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒီ channel လေးမှာကတော့ self love meditation စိတ်ရည်ချမ်းပြီးပိုကောင်းတဲ့ဘဝကိုတွားနိုင်တဲ့လွယ်ကူတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးနေပါတယ်ရှင်ကိုယ့်ရဲ့ overthinking ဖြစ်နေတဲ့အတွေးတွေကိုဘယ်လို short ချရမလဲဆိုတဲ့နည်းလမ်းလေးတွေကို share လုပ်ပေးထားပါမယ်ရှင် message ပြန်တာနောက်ကျတာလေးတစ်ခုတည်းနဲ့တောင်မှငါများတစ်ခုခုမှားသွားလားတစ်ခုခုများဖြစ်သွားမလားဆိုတဲ့စိတ်အလုံးမှာဆိုရင်လည်းမလုပ်ရသေးဘူးမဖြစ်သေးတဲ့အရာတွေကိုတွားပြီးစိုးရိမ်နေတဲ့စိတ်ငါလုပ်လိုက်ရင်အဆင်ပြေပါမလားအမားတွေဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုရဲစိုးရိမ်တဲ့စိတ်တွေကြောင့်တညလုံးအိမ်မပြောပဲဖြစ်နေလားဒီလိုမျိုးကြုံတွေ့နေရရင်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါ overthinking ဖြစ်တာစဉ်းစားတာတွေများနေလို့မဟုတ်ပါဘူးဥပမာအတိတ်မှာတုန်းကကိုကအလုပ်တစ်ခုစလိုက်တဲ့အချိန်မှာအမားတွေဖြစ်သွားတာအမားတွေနဲ့ကြုံရတဲ့အချိန်မှာကိုတခြားလူတွေကစကလုံးတွေနဲ့ထိုးနှက်လိုက်တယ်အဲ့ဒီအချိန်တုန်းကစကလုံးတွေနဲ့ထိုးနှက်လိုက်တဲ့အချိန်မှာနာကျင်ရတဲ့ခံစားချက်တွေကမမိနေတာအဲ့ဒီအတွက်ကြောင့်မို့အခုအချိန်မှာအလုပ်တစ်ခုစလုပ်မယ်လို့စဉ်းစားလိုက်တဲ့အချိန်လုပ်ရင်ဖြစ်ပါမလားအရင်တုန်းကလိုမျိုးများအမားတွေထပ်ဖြစ်အောင်လားဆိုရဲကိုယ့်ရဲ့စိတ်က overthinking အနေနဲ့ကိုကာကွယ်ပေးနေတာပါဒါပေမဲ့တချို့အတွေးတွေကအမှန်တရားမဟုတ်ပါဘူးတစ်ခါတလေမှာကိုယ့်ရဲ့အတိတ်ကနာကျင်ခဲ့ရတဲ့စိုးရိမ်စိတ်ကြောက်စိတ်တွေဖန်တီးထားတဲ့ဇလံတစ်ပုဒ်လည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုး overthinking ဖြစ်လာတဲ့အချိန်မှာခဏလေး pause လုပ်လိုက်ပါပြီးရင်ရှင်ဘက်ပေါ်လက်လေးတင်ပြီးတော့အသက်ကို4 စက္ကန့်ရှုသွင်းမယ်4 စက္ကန့်အောင့်ထားမယ်ပြီးရင်4 စက္ကန့်ပါးစပ်ကနေအားရပါးရရှုထုတ်လို့လည်းရတယ်နှာခေါင်းကရှုထုတ်မယ်ဆိုလည်းအဲ့ဒီနည်းလမ်းလေးက444 breathing exercise လို့ခေါ်ပါတယ်ဒါလေးကိုအခုချိန်မှာခံစားနေရတယ်ဆိုရင်ကျမနဲ့အတူတူအသက်ရှုလေးချိန်ခန်းလေး3ချိန်လောက်ပေါ့နော်လုပ်ကြည့်လိုက်ရအောင်ဆိုရင် breathing exercise လေးစလိုက်ကြရအောင်ရှင်ဘက်ပေါ်လက်လေးပြန်လိုက်မယ်အသက်ကိုဖြည်းဖြည်းချင်းရှုသွင်းမယ်ခဏလေးအောင့်ထားမယ်ရှုထုတ်လိုက်ပါမယ်နောက်တစ်ချိန်ရှုသွင်းမယ်ရှုသွင်းလိုက်တဲ့အချိန်မှာကောင်းတဲ့ energy စီးဝင်လာတယ်လို့သတိထားပြီးကြည့်ကြည့်ပါခဏလေးအောင့်ထားမယ်ရှုထုတ်လိုက်ပါမယ်ရှုထုတ်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မလိုအပ်တဲ့အတွေးတွေစိုးရိမ်စိတ်တွေအကြောက်တရားတွေဒေါသတွေအားလုံးဟာရှုထုတ်လိုက်တဲ့လေနဲ့အတူတူပါသွားတယ်လို့မြင်အောင်ကြည့်လိုက်ပါနောက်ဆုံးတစ်ချိန်ရှုသွင်းမယ်ခဏလေးအောင့်ထားမယ်ရှုထုတ်လိုက်ပါမယ် relax ဒီလိုမျိုးရှုသွင်းရှုထုတ်လုပ်ပြီးတဲ့အချိန်မှာကိုဒီမေးခွန်းလေးကိုမေးကြည့်လိုက်ပါငါအခုတွေးနေတာကအမှန်တကယ်ဖြစ်နေတာလားဒါမှမဟုတ်ငါရဲ့ကြောက်တဲ့စိတ်စိုးရိမ်စိတ်ကြောင့်မို့ပုံဖော်ထားတဲ့ဇလံတစ်ပုဒ်လားဆိုတာကိုမေးကြည့်လိုက်ပါဒီလိုမျိုးမေးခွန်းလေးတွေမေးလိုက်ခြင်းအပြင်ကိုယ့်ရဲ့ဒီလက်ရှိအချိန်လေးကိုပြန်ဆွဲခေါ်နိုင်ပါတယ်အခါတလေမှာ overthinking ဖြစ်တာအခုလက်ရှိအခြေအနေကြောင့်မဟုတ်ပဲအတိတ်တုန်းကကိုကြုံတွေ့ခဲ့ရတဲ့နာကျင်မှုတွေကြောင့်ဖြစ်နေတဲ့အရာတစ်ခုပါဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုရင် like and subscribe လုပ်ထားပေးပါအခုအချိန်မှာအတွေးတွေကြောင့်စိတ်ရှုပ်နေရတယ် overthinking နဲ့အများကြီးဖြစ်နေတယ်ဘလို့မှဖြေရှင်းလို့လည်းမရဘူးကိုတယောက်တည်းလည်းမဖြေရှင်းနိုင်ဘူးဆိုရင်အခုကျမစီမှာ free 101 healing session လေးတွေလုပ်ပေးနေပါတယ်စိတ်ဝင်စားတယ်ဆိုရင် comment မှာ overthinking လို့
နှက်လိုက်ပါကျမလာပြီးတော့ဆက်သွယ်လိုက်ပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်တွေ့ကြမယ်ဘိုင်ဘိုင်